အားလုံးပဲမင်္ဂလာပါဗျာ Reading to One Heart Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ခေါက်မှာလည်းကမ္ဘာကျော်နဲ့ရုရှားစာရေးဆရာကြီးအန်တွန်ချက်ကော့ရေးသားပြီးတော့ဆရာတင်မောင်မြင့်ပါတာပြန်ပေးထားတဲ့ပန်းပန်လေးရပဲဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြကြပါတယ်အားလုံးပဲလိုက်ပါစီမျောခံစားနားဆင်ပေးကြပါအောင်ဗျကျွန်တော်ကတော့စာဖတ်သူမောင်ဝင်းပဲဖြစ်ပါတယ်ပန်းပန်လေးပဲမိမချောကလေးဘန်ဒါဤမပုံနှင့်ကပြားတွင်ဖော်ပြထားဒီကဂုံဒူးဆောင်ရုရှားပြည်သူကန်တာရှာကာနဘက်ဆေးရုံမှစင်ဒီနေတွင်တော့ဘယ်တော့မှမဖြစ်ဘူးသည့်အခြေအနေမျိုးနဲ့ကြုံရသည်အိတ်ထဲတွင်တပြားမှမရှိဘာလို့ရမှန်းမသိဖြစ်နေ၏ပြန်စရာအိမ်မရှိဒီတော့လှုပ်เสียတခုသာရှိတော့သည်တခုတည်းသောလက်ဝဲယတနာဖြစ်သည့်လက်ခွန်လက်စွပ်ကလေးကိုပေါင်ဖို့အပေါင်ဆိုင်တန်းသွားသည်အပေါင်ဆိုင်ကသူ့ကိုတရူပဲပေးသည်ဘာမှလုပ်လို့မရအုတ်ထုတ်တလုံးကိုမရှိအနွေးတဲ့ဝယ်ဖို့ဆိုတာဝေလာဝေးဒီနှမျိုးလုံးကသူအလိုချင်ဆုံးလက်ရှိအဝတ်တွေကအရှက်လုံုံမြတာစိတ်ထဲအဝတ်မပါပဲရှောက်သွားနေရသည်ထင်နေ၏မြင်းတွေခွေးတွေကတော့အဝတ်တွေကိုကြည့်ပြီးရဲနေသည်ဟုထင်ပါ၏သူစိတ်ထဲကဒီဝတ်တွေကိုသာအာရုံရောက်နေသည်စင်စဲလောလောဆယ်ရေးကြီးသည်မှာစားဖို့ဖြစ်သည်အိတ်ဖိုးကရေးမကြီးဒီအတွက်သူကမပူဟိုတွေးဒီတွေးနဲ့တယောက်တည်းပြောနေသည်လူကြီးလူကောင်းတယောက်ယောက်နဲ့တွေ့ရင်တော့ပြေလည်သွားမှာပဲငါ့ကိုမကြွေတဲ့လူမရှိနိုင်ပါဘူးငါသိတာပေါ့တိုးတော့သူတိတိလူကြီးလူကောင်းတယောက်တလင်နှင်းမြမစုံရီနေဆန်းကိုတွားရင်တယောက်ယောက်နဲ့တွေ့မှသိကြသည်ရီနေဆန်း၏ညနေချမ်းသည်သူတို့လိုလူတွေ၏စုံစည်းရာဖြစ်သည်တိုးတော့ဒီအဝက်နှင့်ရီနေဆန်းကိုတွားလို့မဖြစ်နိုင်ဘယ်လိုလုပ်ရပါလမ်းလျှောက်နေရတာခြေထောက်တွေကျွတ်တက်တော့မီထိုင်ပြီးစဉ်းစားသည်အဖြေမထွက်နောက်ဆုံးတွင်ဘန်ဒါဆုံးဖြတ်လိုက်သည်တွားနေကြတဲကူကန်းကိုပဲတွားမီဖောက်တယ်တယောက်ယောက်တွေ့ကောင်းပါရဲ့ပတ်စံနည်းနည်းတောင်းမီဘယ်တဲကူကန်းကိုတွားရပါမလဲမေရာစီတွားရင်ကောမဖြစ်ဘူးသူကအိမ်ဆောင်နဲ့ဒီချိန်ဆိုရုံးမှာပဲသူရှိနေအောင်ပဲမဖြစ်ပါဘူးအလကားဖိုးကြီးဖင်ကဲဆိုတော့တွားဆရာဝန်ကိုပြေးတတိရလိုက်သည်သူကဘာသာပြောင်းလာသည့်ဂျူးလူမျိုးလွန်ခဲ့သည့်6လကတွေ့ခဲ့ခြင်းဖြစ်သည်ဆွဲကြိုးတကုံးဝယ်ပေးဘူးသည်ဂျာမန်ကလပ်တွင်သူ့ခေါင်းပေါ်ကိုဘီယာတစ်ခွက်ကုန်အောင်လောင်းချပစ်ခဲ့ဘူးသည်သူ့ကိုပြန်တတိရလိုက်မိသည့်အတွက်ကျဉ်းနေသွားသည်သူအိမ်ဘက်ရှောင်းနေရင်တွေးလာသည်သူ့စီရောက်ရင်သူကပေးမှာပဲအိမ်မှာသူရှိနေဖို့ပဲအရေးကြီးတာမပေးရင်သူ့အိမ်ကမီးခွက်တွေရိုက်ခွဲပစ်မယ်တွားဆိုင်ဆရာဝန်၏အိမ်တကားရောက်တော့ခဏစဉ်းစားသည်တခက်ရဲလေးရဲ့လေကားတက်တွေပေါ်ပြည့်တက်သွားမည်ပြီးတော့သူတွားစီကန်းထဲဝင်ပြီးရူဘယ်20တောင်းမည်တို့တော့တကားခေါင်းလောင်းကျုပ်ကိုကင်လိုက်သည်နှင့်သူ့စီမံချက်တွေခေါင်းထဲကထွက်ပြေးကုန်တော့သည်ရုပ်ချီကြောက်စိတ်တွေဝင်လာသည်သူ့ကိုယ်သူအံ့ဩနေသည်ငါဘလို့ဖြစ်တာပါလေဘန်ဒါဒီတက်တီကောင်းသည့်မိန်းကလေးဖြစ်သည်ပွဲတကာပွဲနှွဲလာသည့်မိန်းကလေးခုမှစောပြတ်နေသည့်အဝတ်စားများကြောင့်တိတ်ငယ်စိတ်တွေဝင်လာခြင်းဖြစ်သည်ငါ့ကိုဝင်ခွင့်မှပြပါမလားမသိဘူးရှစ်စိတ်နဲ့အတူဝေးကြောက်လာသည်ခေါင်းလုံးကျိုးကိုမဆွဲရဲပဲတွေးနေပြန်သည်သူငါ့ကိုမေ့ချင်မေ့နေမှာပေါ့လေပြီးတော့ဒီဝက်စားတွေနဲ့ဘလို့လုပ်ပြီးသူစေကန်နဲ့ဝင်ရင်းမှာလဲမယုံမရဲနဲ့ကျိုးကိုဆွဲလိုက်သည်အတွင်းပဆရာရှိပါသလားရှင်ဟုမေးလိုက်သည်ထိုစဉ်တွင်မရှိဘူးလို့ပြောပါစေဟုကြိတ်ဆူတောင်းနေမိသည်
သို့တော့အဆောင်ကတကားဖွင့်ပေးပြီးဝင်ခွင့်ပြုသည်အနှွေးတွေကိုကုချွတ်ပေးသေးသည်လေကားကြီးကခန်းနားထဲဝါလာသည်မန်ထဲတွင်သူ့ရုပ်သွင်ကိုလှမ်းမြင်လိုက်သည်ခေါ်ရတဲ့မာလေးလိုအချုပ်သမားလေးလိုဖြစ်နေပါပေါ့လားတက်တိကောင်းခဲ့သည့်ကောင်းပါလေဘယ်ရောက်သွားပါလိသို့တော့တင်းလိုက်သည်ငါဘန်ဒါမဟုတ်ဘူးငါကန်တာရှာကာနဘက်ပဲဟုရွှေထီးဆောင်ခဲ့သည့်အချိန်ကိုပြန်၍အာရုံပြုလိုက်သည်အထဲဝင်ပါရှင်ထိုင်မှာမကြခင်ဆရာရောက်လာပါလိမ့်မယ်အိမ်ဖော်မျိုးသမီးကသူ့ကိုကြိုပြီးနေရာချထားပေးသည်အဲကမ်းမှနူးနူးညံ့ညံ့ကလထိုင်တစ်လုံးတွင်ဝင်ထိုင်လိုက်သည်ဆက်သွေးသည်သူနဲ့တွေ့ရင်ပွင့်ပွင့်လင်းလင်းပဲပြောပြီးပိုက်ဆံချေးမယ်တီဟောင်းကျွမ်းဟောင်းတွေပဲဘာမပြောရဲစရာရှိလဲတခုပဲရှိတယ်ဒဇိမ့်ရှိမှပြောဖို့မကောင်းဘူးဒီမိန်းမကဘာလို့ထွက်မသွားသေးတာလဲနောက်9မိနစ်ကြာတော့တကားပွင့်လာပြီးဖင်ကယ်ဝင်လာသည်သူဒီပါဖောင်းဖောင်းမျက်လုံးအဲအဲနှင့်အသားညိုညိုကျူးလိုမျိုးဖြစ်သည်စားကောင်းသောက်ပွဲတွေအမြဲမပြတ်ဝါးနေသည့်ခန္ဓာကိုယ်ပိုင်ရှင်မျိုးဖြစ်သည်ရီနေဆန်းတွင်ရောဂျာမန်ကလပ်တွင်မှအမြဲတမ်းမူးနေပြီးမိန်းမနှင့်ပတ်သက်လာလင်အလွန်ရရောသူဖြစ်သည်အလွန်လဲစိတ်ရှည်တီးခံတဲ့သူဖြစ်သည်ဥပမာသူခေါင်းပေါ်ကိုဘန်နာကမူးမူးနှင့်ဘီယာတွေလောင်းချတုံးကအပြုံးမပြက်ခဲ့လက်ညှိုးထောင်ပြီးရမ်းညုံရမ်းပြခဲ့သည်ခုတော့သူ့ပုံကတစ်မျိုးအိတ်ချင်နေသလိုလိုစိတ်တူနေသလိုလိုသို့တော့ရဲအရာရှိတယောက်လိုစမတ်ကြနေသည်ပါဇက်ထဲတွင်တစုံတစ်ခုကိုဝါလျက်သူကဘန်နာကိုမကြည့်ပဲမေးသည်ဆိုဘာလုပ်ပေးရမလဲဘန်နာကသူ့ကိုတလဲအိမ်ဖော်မျိုးသမီးကိုတလဲကြည့်နေသည်သူ့ကိုမမတ်မိမှန်တီးသွားတော့မျက်နှာတစ်ခုလုံးထူပူသွားသည်သွားဆရာဝန်ကစိတ်မရှိဟန်ဖြင့်ထပ်မင်းသည်ဘာလုပ်ပေးရမလဲကျမသွားကြိုက်လို့ပါဘန်ဒါတိုးတိုးဖြေသည်ဟုတ်လားဘယ်သွားလဲပြစမ်းဘန်နာကသွားတစ်ချောင်းအပေါက်ဖြစ်နေသည်ကိုသတိရပြီးညာဘက်အောက်သွားပါဆရာဟုတ်ပြီဇက်ဟာစမ်းဖင်ကယ်ကမျက်မှောင်ကုပ်ပြီးစားတင်စစ်ဆေးသည်စတီးချောင်းကလေးဖြင့်အသာခောက်ကြည့်ပြီးမေးသည်နာလားဟုတ်ကဲ့နားတယ်ဆရာဟုညာပြောလိုက်သည်စိတ်ထဲကတော့ငါသူ့ကိုဖွင့်ပြောလိုက်ရင်ကောင်းမလားဟုတွေးနေသည်ပြောလိုက်ရင်သူမှတ်မိမှာသိချသည်ဒါပေမဲ့ဟိုမိန်းမကခုထက်ထိမသွားသေးဘူးပင်ကယ်ကသူ့ပါးစပ်နာကပ်ပြီးရေနွေးငွေအင်ဂျင်စစ်ကြီးတစ်လုံးမှထွက်လာသောအတန်မျိုးဖြင့်ဟောပြောသည်ဒီလိုသွားမျိုးဆက်ထားလို့ကတော့မင်းဒုက္ခဖြစ်မယ်ချက်ချင်းနှုတ်ပြရမယ်စေးကြီးတွေစွန့်နေသည့်လက်ကြီးဖြင့်ဗန္ဒာဤပါဇက်ကိုသွားဆိုင်ဆရာဝန်ကပဲပဲနေနေဖြဲပြီးတခုခုဖျန်းတာလားထိုးတာလားမသိလိုက်အေးခနဲဖြစ်သွားသည်ပြီးတော့စူးခနဲနာတော့လန့်အော်ရင်းသူ့လက်ကိုပန်းဆုပ်လိုက်သည်အေးဘာမှမကြောက်နဲ့ပြီးသွားပြီမင်းတက်တိကောင်းရမယ်ဒီတော့ကမင်းအတွက်ဘာမှအသုံးမကျတော့ဘူးစေးကြီးတွေနှင့်ညစ်မဲနေသည့်သူ့လက်ချောင်းများတွင်သွေးတွေပေကျန်နေပြီရင်းလက်ဖြင့်သွားကိုကင်ပြီးသူ့မျက်လုံးရှိတွင်အနီးကပ်ပြသည်အိမ်စီမျိုးသမီးကခွတ်တစ်ခွက်ယူလာပြီးသူ့ပါးစပ်နာတိုးပေးသည်မင်းရေအေးနဲ့ပလုတ်ချင်းလိုက်အိမ်ရောက်ရင်လဲဆက်လို့သွေးတိတ်သွားလိမ့်မယ်ဆရာဝန်ကညွှန်ကြားသည်ကျေးဇူးပါမင်္ဂလာပါပြောပြီးဘန္နာကထွက်သွားမိပြင်သည်ဟေးတွားနှုတ်ခါကောဆရာဝန်လီတန်ကတယောတော်အော်ဟုတ်သားပဲဘန္နာမျက်နှာကလေးหนีသွားပြီးဂျူးဆရာဝန်အားလက်စွပ်ပေါင်လို့ရသည့်တရူဘဲကိုကမ်းပေးလိုက်သည်လမ်းပေါ်ပြန်ရောက်လာတော့စောစောကထက်ပိုရှက်နေမိသည်စင်ရဲမွေးတည်ခြင်းအတွက်ရှစ်ချင်းမဟုတ်
နှွေးတယ်ကောင်းကောင်းကိုသူသတိမရတော့အုတ်ထုတ်ကောင်းကောင်းကိုသူမသိတော့သွေးတွေကိုပါဇက်ထဲမှာတပြစ်ပြစ်ထွေးထုတ်ရင်းအောက်တန်းနောက်တန်းကြာလာသည့်ဘဝအထွေထွေစော်ကားခံရသည့်ဖြစ်တဲ့မျိုးစုံဒီတန်တွေကိုမနှက်ပြန်စက္ကန့်ရအောင်မည်နောက်တစ်ပတ်စက္ကန့်ရအောင်မည်ဘဝတစ်လျှောက်လုံးခံရအောင်မည်တေဒီအထိခံရအောင်မည်အိုးတပည့်တော်မကြီးဘဝအဖြစ်ဆိုးလာပါလားရှင်နောက်တဲ့တွင်ဘန်ဒါဒီဗီနေဆန်းတို့ပြန်ရောက်သွားသည်ခါတိုင်းလိုပင်ကလျက်ခုံလျက်ဝဲကာပြန်ကာနောက်ဆုံးပေါ်အုတ်ထုတ်ကြီးဆောင်လျက်အနှွေးတဲ့အကောင်စားဝက်လျက်ကတိပါရှုပနက်စီလျက်ဒီညချစ်သူကကာဇံမလူငယ်တတိကလေးတယောက်ဖြစ်သည်တရက်ဖူမဂ္ဂဇင်းဖေဖော်ဝါရီလ2016ခုနှစ်ပြီးပါပြီ